ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေအနေနဲ့ငွေချင်းနဲ့ပတ်သက်လို့များအခက်ခဲတွေများကြုံတွေ့နေရမယ်ဆိုရင်ဒီဗီဒီယိုလေးကိုပြီးဆုံးတော့ကြည့်သွားတယ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီနေ့မျှဝေပေးသွားမယ့်ရရကငွေချင်းနဲ့ပတ်သက်တဲ့ရရဖြစ်ပါတယ်။လက်ရှိမိမိမှာငွေချင်းနဲ့ပတ်သက်လို့များအခက်ခဲလေးတွေကြုံတွေ့နေရတယ်။သို့မဟုတ်စိတ်ညစ်စရာလေးတွေငွေချင်းနဲ့ပတ်သက်ပြီးတော့မှစိုးရိမ်ပူပန်ကြောက်ကြစရာဖြစ်နေရတဲ့ကိစ္စမျိုးလေးတွေများဒါကြုံတွေ့နေရမယ်ဆိုရင်ဒီဗီဒီယိုလေးကိုမိတ်ဆွေတို့ပြီးဆုံးအောင်ကြည့်သွားသင့်ပါတယ်။ပြီးတော့ဒီဗီဒီယိုကလည်းအရန်ကိုလည်းအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဗီဒီယိုမှာပြောပြပေးသွားမယ့်ရရကဒီနှစ်ဆန်းဟိုပါပေါ့နော်ဒီနှစ်ကူးတဲ့အချိန်ကာလကျွန်တော်တို့ဒီအတက်နေ့တရက်မှာပဲဒီရရကိုပြုတ်လို့ရမှာမို့လို့ဖြစ်ပါတယ်ဆိုတော့ဗီဒီယိုတင်တာကလည်းအတက်နေ့မနက်ခင်းမှာပဲတင်လိုက်တာဖြစ်ပါတယ်ခင်ဗျာမြန်လေးပေါ့နော်ပြုတ်လို့ပေးလိုက်လို့ရှိရင်တော့ကိုယ့်အတွက်ပိုကောင်းတယ်ပို့ပြီးတော့မှအဆင်ပြေတယ်ဒီနေ့အတက်နေ့တရက်ပဲဒီရရကိုပြုတ်လို့ရမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ရရလေးမျှဝေပေးပါမယ်တော့ငွေချင်းနဲ့ပတ်သက်တဲ့ရရဖြစ်တဲ့အတွက်ကြောင့်ဒါငွေချင်းလက်လာပါတိုးပွားစီဖို့အတွက်ဒီကျွန်တော်တို့အခုလက်ရှိပြစ္ဆုတ်ပံပေါ့နော်ဒီကျွန်တော်တို့3လပဲ4လပဲစသဖြင့်ဒီလိုကာလာမျိုးလေးတွေမှာအခက်ခဲလေးတွေမြကြုံတွေ့နေရခဲ့တယ်ဆိုလို့ရှိရင်ပပျောက်စီဖို့အတွက်သူကပြုတ်လို့ရမယ်ရရဖြစ်ပါတယ်အရင်လည်းကောင်းပါတယ်ဒီရရတော်တော်လေးလေးအဆင်ပြေတယ်ခင်ဗျဆိုတော့ဒီရရလေးလွယ်တယ်လူတိုင်းဒီပါလေးလိုက်လို့ရတယ်ဆိုတော့တော်တော်လေးလေးကောင်းမွန်တဲ့ရရဖြစ်တဲ့အတွက်ကြောင့်မျှဝေပေးရခြင်းဖြစ်ပါတယ်ခင်ဗျတကယ်လည်းအဆင်ပြေပါတယ်โอเคဆိုတော့ရရလေးစပြီးမှလုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ဖျောင်းနိုင်တထိုင်လိုပါတယ်ခင်ဗျဖျောင်းနိုင်ကကျတော့ကျွန်တော်တို့အဖြူရောင်သုံးလဲရတယ်နော်ကျွန်တော်ကပန်းရောင်ကင်ထားတယ်ဆိုတော့ကကျွန်တော်ဒီမှာလောလောဆယ်ပန်းရောင်ဖျောင်းနိုင်မရှိနေလို့ဆိုတော့ဖျောင်းနိုင်လေးတထိုင်လိုပါတယ်ဖျောင်းနိုင်လေးတထိုင်ရပြီဆိုလို့ရှိရင်ဒီဖျောင်းနိုင်ပေါ်မှာစာရေးရမှာဖြစ်ပါတယ်ရေးရမယ့်စာကကျတော့သူကကကီကုကုလို့ရေးရမှာဖြစ်ပါတယ်မရေးတတ်လို့ရှိရင်ကျွန်တော်ဒီဘက်မှာစလုံးပေါင်းလေးပြပေးထားပါမယ်ခင်ဗျကကီကုကုကကီကုကုအဲ့လိုမျိုးလေးရေးပေးရမှာဖြစ်ပါတယ်ခင်ဗျအဲ့လိုမျိုးကကီကုကုလို့ရေးပြီးသွားပြီဆိုလို့ရှိရင်ဒီဖျောင်းနိုင်လေးကိုကိုယ့်ရဲ့အိမ်ရှိတနေရာလောက်လေးမှာသို့မဟုတ်ကိုယ့်ရဲ့အိမ်ကအိမ်ဦးကန်းတနေရာလောက်မှာကိုယ့်ရဲ့အိမ်ကဖျားကန်းတနေရာလောက်မှာမီးထွန်းညှိပြီးတော့မှဆုတောင်းပေးရမှာဖြစ်ပါတယ်လက်ရှိမိမိကြုံတွေ့နေရတဲ့ပြဿနာအခက်အခဲအနောက်ရှေ့အတားဆီးမှန်သမျှပပျောက်ပါသည်ဆိုတဲ့အကြောင်းလေးရဲ့ငွေကြေးလက်လာပါများတိုးပွားပြီးတော့မှငွေဝင်ပါသည်ဆိုတဲ့အကြောင်းလေးရဲ့ဆုတောင်းပေးရမှာဖြစ်ပါတယ်ခင်ဗျဒီရရကအတက်နေ့တရက်ပဲလုံးလို့ရတဲ့ရရဖြစ်တဲ့အတွက်ကြောင့်အတက်နေ့မှာပဲမိတ်ဆွေဒီရရကိုပြုလုပ်လို့ရမှာဖြစ်ပါတယ်အကယ်၍မိတ်ဆွေကဒီရရကိုပို့ပြီးတော့မှအစွမ်းထက်ချင်တယ်ပို့ပြီးတော့မှကောင်းညင်တယ်ဆိုလို့ရှိရင်အတက်နေ့ကိုနေဝင်တဲ့အချိန်ခါမျိုးမှာမိတ်ဆွေဒီရရကိုလုပ်ပါနေဝင်တာကကြတော့သူကအဝင်တယ်ဆိုတဲ့ဓာတ်ကိုယူလာပဲသိလားကိုယ့်စီကိုဝင်လာတယ်ငွေတွေဝင်လာတယ်ဆိုတဲ့ဓာတ်ကိုယူလိုက်တာဖြစ်ပါတယ်ခင်ဗျကျွန်တော်ပြောချင်တာသဘောပေါက်လားနော်သူကအထွက်ဆိုလို့ရှိရင်ကကြတော့နေအထွက်တဲ့ဓာတ်တွေကိုသုံးတာဗျဥပမာမြေရောင်းထွက်ချင်တာတို့အိမ်ရောင်းထွက်ချင်တာဆိုလို့ရှိရင်နေထွက်တဲ့ချိန်ဘာအောင်ဆိုထွက်သွားတာအဲ့လိုပုံစံမျိုးဓာတ်အခုကလည်းကိုကပတ်စံနေဝင်လာခြင်းနဲ့ကံကောင်းမှုတွေဝင်လာခြင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နေဝင်တဲ့အချိန်ခါမျိုးမှာကျွန်တော်တို့ဒီရရလောက်တာဖြစ်ပါတယ်ဆိုတော့အဓိကဆူတောင်းမှာတော့ဒါငွေကြေးနဲ့ပတ်သက်လို့အဆင်ပြေပါပြီဆိုတဲ့အကြောင်းဖျောင်းနိုင်လူမီးထွန်းညှိပြီးတော့ဒါငွေကြေးလက်လာပါအတိုးပွားပါသည်ဆိုတဲ့အကြောင်းငွေကြေးနဲ့ပတ်သက်လို့အဆင်ပြေပါပြီဆိုတဲ့အကြောင်းငွေဝင်ပါသည်ဆိုတဲ့အကြောင်းဒါအကျွေးတွေပါရှိနေသူတွေကလည်းအကျွေးပြန်ရပါသည်ဆိုတဲ့အကြောင်းကျွန်တော်ဆူတောင်းပေးရမှာဖြစ်ပါတယ်ခင်ဗျဒီရရကဒီနေ့ကျွန်တော်အတက်နေ့တရက်မှာပဲမိတ်ဆွေလှုပ်လို့ရမယ်ရရဖြစ်ပါတယ်ခင်ဗျဒီဗီဒီယိုလေးကိုကြည့်ပြီးရတယ်မိတ်ဆွေတို့ရရလှုပ်ဖို့အတွက်ချက်ချင်းပြင်ဆင်လိုက်ပါဒီဗီဒီယိုလေးကိုကြည့်နေတဲ့အချိန်လေးမှာပဲမိတ်ဆွေတို့ချက်ချင်းဆိုသလိုရရလေးကိုပြုတ်လုပ်လိုက်မယ်ဆိုလို့ရှိရင်ရတယ်အဲ့လိုမှမဟုတ်ဘူးညနေခင်းနေဝင်တဲ့အချိန်ခါမျိုးမှာလုပ်မယ်ဆိုလို့ရှိရင်ရပါတယ်နေဝင်တာကကြတော့တနေရာနဲ့တော့မတူဘူးပေါ့ဗျာကိုယ့်ရဲ့နေရက်ဒေတာအသီးသီးမှာနေဝင်တဲ့အချိန်ခါမျိုးလေးနဲ့နှိုင်းချိန်မှာလုပ်ပေါ့နေလုံးလေးရသိရမလားနေလုံးလေးရဗျာဒီဝင်ဟိုအောက်ကိုဝင်တော့မယ်နေလုံးနေရောင်တော့ရှိနေရောင်ကတော့ရှိနေသေးတယ်ဒါပေမဲ့နေလုံးကိုလည်းမြင်တော့မြင်သေးတယ်ဒါပေမဲ့နေလေးကဝင်သားပြုတ်နေပြီအဲ့လိုအချိန်ခါမျိုးမှာပြုတ်လုပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျအကြမ်းမြင်အဖြစ်တော့သူက9နာရီခွဲလောက်ထုံးလို့ရှိရင်အဆင်ပြေတယ်ပြီးတော့ကိုရေးမဲ့ဖျောင်းနိုင်မှာလည်းမူတည်သေးတာပေါ့နော်ကိုရေးမဲ့ဖျောင်းနိုင်ကကျတော့သူကဒီဖျောင်းနိုင်ဆိုလို့ရှိရင်သူကအနည်းဆုံး1နာရီကျော်လောက်ကြာတယ်ဗျာဆိုတော့ကိုကနေဝင်နေထွက်လေးကိုနည်းနည်းလေးချိန်ထုံးပေါ့ဆိုတော့ပုံစံလေးကဘယ်လိုဖြစ်သွားမလဲဆိုတော့နေဝင်နေတဲ့အချိန်ခါမျိုးမှာဖျောင်းနိုင်လေးစပြီးတော့မှထုံးလိုက်တယ်နေလုံးလေးလည်းအောက်ကိုဝင်ပြီးတော့နေရောင်လေးလည်းပျောက်သွားရောဖျောင်းနိုင်မီးကငြိမ်းသွားတယ်သူကဝင်နေဆိုတဲ့ဓာတ်ကိုကြည့်ရနော်ဆိုတော့ငွေချင်းနဲ့ပတ်သက်လို့အဆင်ပြေပါလေဆိုတဲ့အကြောင်းဒီရရာလေးကိုလုပ်ပြီးတော့မှဆူတောင်းပေးပါခင်ဗျာတကယ်ကိုထူးထူးခြားခြားလေးတိတိတလေးကိုအဆင်ပြေလာပါလိမ့်မယ်ခင်ဗျာโอเคပါအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာဒါတော့ပဲနေတူ page ကဆရာနေတူဖြစ်ပါတယ်ခင်ဗျာ account တူပါလေမိတ်ဆွေသတိထားပေးကြပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်